ကဲမင်္ဂလာပါနော်ဒီနေ့ကတော့ Joshua Van Gogh Bruce ကအားပေးနေတဲ့ဟာလေးဖြစ်ပါတယ်ပေါ့နော်ဒါပါလဲဆိုရင်သူ့ကိုပထကြောင်ဘယ်လိုထိုးရမလဲဆိုတာလေးကိုပေါ့နော်တော့ပြောနေတာဖြစ်ပါနော်ဆိုတော့ဒီဘောက Joshua Van Gogh new ဆိုတဲ့ဟာကိုရမ်းပြောရှင်နေလို့ကိုနေ့ကပြောထားတာဖြစ်ပါတယ်ကျွန်တော်ထင်တာဒီ Joshua Van Gogh ဒီ Bruce ကရန်သဘောကျတယ်ကျွန်တော်သဘောကျတယ်မဲ့ပုံပေါ်တယ်ပေါ့နော်သူကလည်းပြောနေတယ် George Fairbank ကလည်းသူကဘယ်လိုနေမှမထိုးဘူးတဲ့သူတယောက်နဲ့ထိုးတဲ့ပုံစံနဲ့ထိုးမယ်လို့ပြောတာဖြစ်ပါတယ်သူက Bruce ကပြောနေသူဘာတူကြထိုးခဲ့တဲ့တက်တန်းမှာသူ့ရဲ့အတွေ့အကြုံရဆိုရင်ပေါ့နော်သူကချုပ်ကွက်ကအရန်ပဲချုပ်ကွက်ကိုရန်ဟောအတိုးပြီးမှထိုးတယ်လို့သူကပြောတာဖြစ်ပါတယ်ဒါကြောင့်ထိုးကွက်နဲ့ပတ်သက်ပြီးချုပ်ကွက်နဲ့ပတ်သက်ပြီးမှချုပ်လာတဲ့ချိန်မှာကောင်းကောင်း defend လုပ်ဖို့အတွက်လဲသူပြောနေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တာသူနဲ့ interview လုပ်တယ်ဆိုတော့ဘာဖြစ်ဖြစ်ဒီ Bruce က Joshua Van Gogh အရန်သဘောကျတဲ့ပုံပဲအရန်ခင်တဲ့ပုံပဲအရန်ပဲသူကနိုင်စီချင်တဲ့ဟာဖြစ်ပါတယ်အခုမြန်မာပြည်သားတချို့တွေကလည်း Joshua Van ရှုံးမယ်တချို့တွေကလည်းရှုံးမယ်လို့ပဲပြောနေဖြစ်ကျွန်တော်ရဲ့အထင်ကတော့ဒီပွဲတော့ Joshua Van နိုင်မယ်လို့ပဲကျွန်တော်ထင်တယ်ကျွန်တော်ရဲ့ဒါမဲ့ဒီမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းလွတ်လပ်စွာပြောပိုင်ခွင့်ရှိပါတယ်ပေါ့နော်ကျွန်တော်အမြင်ကတော့သူနိုင်မလို့ပဲဖြစ်တယ်ပြီးတော့သူကပြောနေတာကဘာလဲဆိုရင်သူကအမြဲတမ်းဘာပဲလုပ်ဆိုတော့ကျွန်တော်ရဲ့အမြင်နဲ့ပြောမှဆိုတော့ဒီပွဲကိုသူကလောကနိုင်မဲ့အနေထားမျိုးမှာရှိပါတယ်နော်သူကပြောနေတာကဘာလဲဆိုရင်အမြဲတမ်းသူကလှုပ်တခုခုလှုပ်ချင်တိုင်းပေါ့နော်စာပြီးရေးထားပြီးမှအမြင်နဲ့လှုပ်လို့ရှိတာပေါ့မဟုတ်မှာသူက UFC မှာမထိုးခင်မှာတနေ့ကျရင်က UFC မှာထိုးရမယ်ဆိုတဲ့ဟာမျိုးသူကရေးထားတယ်လို့ပြောတော့ပြန် Bruce ကပါပြောနေတယ်ဆိုသူဥပမာတခုပြီးလိုက်ပါလဲမင်းသားတယောက်ဥပမာနဲ့ပတ်သက်ပြီးမှသူဟောပေါ့ Jim Carrey ဆိုတဲ့လူတယောက်ကအရင်တော့မင်းသားမဖြစ်ခင်တည့်ရကြရတူမင်းသားဖြစ်မှာဖြစ်လိုက်တော့20 millionလောက် offer ရပြီးမှသူကအဲ့လိုမင်းသားကြီးတယောက်ဖြစ်မယ်ဆိုတော့သူကရေးထားလက်ရှိတယ်လို့ပြောတာဖြစ်ပါချက်အတူရေးထားပြီးမှထည့်ထားတယ်လို့အမြင်နဲ့အဲ့ဒါကိုကြည့်ပြီးမှသူစူးစမ်းတယ်လို့ပြောတာဖြစ်ပါစာရေးထားတာပေါ့နော်စာရေးတဲ့သူ့ဖုန်းထဲမှာလည်းကျွန်တော်တည်းချန်ပီယံဖြစ်မယ်ဆိုတော့သူ့ဖုန်းထဲမှာလည်းရေးထားတယ်လို့သူကပြောတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထင်တာကသူတိုင်းကလည်းအဲ့လိုပဲရွေချက်ကိုစဉ်းစားထားတဲ့ဟာကိုလှုပ်ချင်တဲ့ဟာကိုရေးထားပြီးမှအမြဲတမ်းကိုတွေ့တဲ့နေရာမှာရေးထားပြီးမှကိုယ့်ရဲ့ focus ပေါ့နော်ကိုယ့်ရဲ့ပန်းတိုင်ကိုမရောက်မချင်းပေါ့ဆိုတော့စူးစမ်းဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာဖြစ်တဲ့ Joshua Van Gogh ကနေရတဲ့ပညာလေးပေါ့နော်ဆိုတော့ဒီသူကပဲ new ပေါ့ဖြစ်သွားမလားပဲကျွန်တော်ထင်ပါတယ် new ပဲဖြစ်မှာပါ